ကအတိတ်တွေဖြစ်သွားလဲအတိတ်ဟာကံပါပဲအဲ့ကံတွေကြောင့်တန်ပြန်လာမဲ့အရေးဟာတန်ပြလဲအဲ့ဆရာရန်နာရဲ့ဘေးကလူစိတ်နဲ့တန်ရနဲ့ညီမလေးတို့မင်္ဂလာပွဲကိုတွက်ဖိတ်ဆောင်ချမ်းပါနဲ့မိဘချင်းချိတ်တော့ဆိုပြီးကောင်းတွေညင်ကခံလာခဲ့တန်ရတဲ့ဟုတ်လားအေးနေမှန်ပါလေဘိတ်သိဆရာဘေးကနေရကောင်ပိတ်တခါနာနဲ့သစ္စာဖောက်လာညီမလေးကိုကတိတ်ကြပြဆန္ဒပဲနိဘကချီရငွေတမျက်နှာစာအဲ့တော့လမ်းခွဲလိုက်နေတမျိုးလုံးချိန်နဲ့မှာပါပြီးမှရေဆက်ပါတာမပါတာမပြောနဲ့ငါရဲ့ချစ်ကနေဆက်ကြဝလာတစ်ခုစာလောက်ရေတွက်ပမာနာနားနဲ့လားအစအတန်းနဲ့ကွာဟာတဲ့ခါအချစ်ကိုမြင်နိုင်ဖို့မျက်နှာဖုံးလေးတော့ခွာချခဲ့ပါဘဝကငါရေးဘူးရဲ့ချင်းနဲ့ကလူနာရတဲ့ကြတထေးသမီးနဲ့စင်ရသားညားတဲ့ဆိုတော့မြမကားထဲမှာကံပါတော့ချစ်ခဲ့ပြီးပြီပဲမဆုံးနိုင်မှနဲ့ဘာတွေချမ်းလို့ရန်တွေဖွဲနမယုံကြည်လိုက်ဖူးစားဟာစမ်းကြပင်လဲတဲ့စင်းရဲ့ရွက်လေးငယ်ဒီစိတ်ကမှခိုးနာဖို့ဘယ်နှဖျားတော့စီမံထားလဲငါဟာလေးနေရပါပဲငါဟာလေးနေရအတိုင်းရမလားဆိုပြီးအတိတ်ကလေးကိုလာလာထိချင်မြင်နေရဘက်ကိုလှမ်းကလေးနဲ့နာနာဖိချင်ခုံငွေအာနာပါဝါမရှိရင်မျက်နှာချင်းဆိုင်ပြီးတော့ကြာကြာမကြည့်ချင်ဘူးဆိုလဲနေရမာတာမိခင်အတားရမကြည့်ပါနဲ့အန်ဒီတေကန်ဒီချင်ခနာလဲမောင်လေးတဲ့ကိုဘွားကိုလင်းအောင်ပေးနိုင်မယ်မီးအိမ်ရှာဖွေအန်ဒီရဲ့သမီးနိုင်မလေးကိုသုံးပြီးတပ်ပြလေးတွေရှာအန်ဒီတားလဲကြဝစ်မလဲဖို့အတွက်ရေရီယာလေးချစ်ထားတို့သမီးရဲ့လုံးမပြောတဲ့နေရပေါ်လာလေးချို့မပြောင်းလဲပြန်ချက်ကမန်းရခဲ့တဲ့ဒေါ်လာစီလုံးအကိုတို့နှစ်ယောက်ကညာမှာရုပ်ချင်းသိစင်နဲ့ပြောခဲ့တဲ့ပတ်သက်လေးတွေကိုမြောင်းရင်နဲ့ပလုတ်ချင်းသိချင်းနဲ့ဟန်နီမွန်က oversee လာငါတို့တူသွားခြင်းခဲ့တဲ့နေရာလေးဆိုတော့တီးရတော့ပုံနာချီရမျက်လုံးနဲ့ကတိန်နေပါပြင်ပေါ်ကိုပြုတ်ကပိချဟေဒီမမိုနာလီဇာငါမင်းရဲ့ချိုးကကြီးပါ